ညာလေးအင်္ဂါနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရနော်ဒီနေ့အင်တက်ရှိတွေရင်လုံးမဲ့ဒါပြီးလို့ရှိရင်ညာလေးတို့ရဲ့ပေါ့နော်လေထဲမှာစိုက်နေကြတယ်စိုက်ပြေးသမားတွေကိုပေါ့နော်လက်ဖက်တော့တချင်းမယ်အရင်ဆုံးအဝတ်တွေပါရအရင်ရှော့လန်းခဲ့လာမှာအပြန်ညရင်အချိန်မမီမှာဆိုလို့လေတရားပြီးလို့ရှိရင်အဝတ်တွေပါလှမ်းမယ်လှမ်းပြီးလို့ရှိရင်ခောက်စီရရှိရခောက်မယ်မိကျွတ်တိတ်ဆက်ချက်တယ်ပဲဘာဖြစ်လို့လဲဆိုတော့ဟိုကြောင်းသွားမဲ့သူတွေရောတခြားအလုပ်သွားမဲ့သူတွေရောရှိရကြတော့အဝတ်တွေကမိကျွတ်တိုက်ခတ်မှရမှာမဟုတ်ရင်အချိန်ရမရဘူးလေကဲဒါလည်းလုပ်ပြီးဆိုတော့ခဏနေကြရင်လက်ဖက်တော့မယ်ပထမဆုံးအနေနဲ့ခရမ်းညင်လေးတီးလေးညှက်ထည့်ထားမယ်ကော်ဖီတိုလေးချက်မှလည်းကောင်းတယ်နော်အဲကော်ဖီတိုလေးနဲ့ကြမှာလက်ဖက်တွေကပွားမှာလူအားများတော့ကြတော့လေဒါပြီးလို့ရှိရင်လက်ဖက်တွေကိုအစပလိုက်အကုန်ထည့်ပြီးတော့နေလိုက်မယ်နေပြီးတော့ဂျိုင်းနေယူသွားမှာဖြစ်မယ်အများကြီးပဲဆိုတော့လေဟေးမီကိုငါပြီးကြရင်လာခဲ့မယ်အိုက်ဆိုင်တင်တာနော်ငါအရင်ဆုံးဂျိုင်းနေတော့ထားလာမယ်နော်အေးကဲမီကိုတို့နဲ့တူတူစိုက်ပြီးစိုက်လာအောင်ပဲအရင်ဆုံးစိုက်ပြီးစိုက်ပြီးမှပဲလက်ဖက်တုပ်စားဖို့ပြီးတာပေးဦးတာပေးရအားစားလိုက်မယ်နော်အဲ့နားမှာပဲကောင်းတယ်ဦးအဲ့နားမှာစိုက်တော့ကဲဒါပြီးလို့ရှိရင်လက်ဖက်တုပ်စားရအောင်ပြင်လိုက်တော့မယ်နော်ဟိတ်စားကောင်းကြီးရှယ်ပဲဟုတ်ပြီလောင်းစားမယ်ဒါရောနေလိုက်တော့နော်ဒီဟုတ်ပြီကဲဒီထက်အချင်းလေးတိုင်းပဲညာလေးအင်္ဂါလေးကိုဖိတ်ခေါ်ရအောင်နော်တတာ